လီဗာပူးတင်းရဲ့သတင်းချက်လက်များကိုဆွေးနွေးတင်ပြကြပါမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Football Impression Channel ကနေကြိုဆိုပါရစေလီဗာပူးတင်းရဲ့ကျွန်တော်တို့တောင်ပန်ကစားသမားမိုဆာလက်နဲ့ပတ်သက်ပြီးတော့သတင်းတစ်ပုဒ်ညနေကတက်ထားတယ်အဲ့ဒီသတင်းကိုကျွန်တော်တို့ဘန်ဂျက်ကော့ကနေပြီးတော့ report လုပ်ထားတာပါဘန်ဂျက်ကော့ရဲ့ report အရမိုဆာလက်ရဲ့ agent ဖြစ်သူကနေပြီးတော့မိုဆာလက်အနေနဲ့အခုလာမဲ့ရာသီမှာအသင်းမှာပဲကျွန်တော်တို့စက်ကစားရမလားနောက်ပြီးဒီတခြားအသင်းကိုပဲပေါ့နော်သူ့အနေနဲ့ပြောင်းရွှေ့ပြီးတော့ကစားရမလားဆိုတာဆုံးဖြတ်ချက်မချရသေးပါဘူးဒါပေသည့်ပေါ့နော်ကျွန်တော်တို့မကြခင်အချိန်တောအတွင်းမှာသူ့အနေနဲ့ပေါ့နော်အဖြေတစ်ခုကိုဆုံးဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာလီဗာပူးတင်းနဲ့ကျွန်တော်တို့လီဗာပူးတင်းရဲ့ပေါ့နော်ပြည်သက်တွေနဲ့ကျွန်တော်တို့မိုဆာလက်နဲ့ပတ်သက်ပြီးတော့အခြေတင်တွေဖြစ်ထားကြတယ်2024ကျွန်တော်တို့2025မှာလီဗာပူးတင်းနေနဲ့ကျွန်တော်တို့ပရီးမီးယားလိချန်ပီယံဖြစ်တယ်အဲ့ပရီးမီးယားလိချန်ပီယံဖြစ်တာကကျွန်တော်တို့မိုဆာလက်ရဲ့ကြိုးစားအားထုတ်မှုကအများကြီးပါတယ်ဗျာဒီပရီးမီးယားလိချန်ပီယံဖြစ်တာကမိုဆာလက်အနေနဲ့သူ့အနေနဲ့အများကြီးလီဗာပူးကိုထမ်းတင်ပေးခဲ့တာဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီမှာမိုဆာလက်အနေနဲ့ခြေစွမ်းကောင်းတွေကျဆင်းလာတယ်ဒါကလည်းသူ့ရဲ့ prime time ကိုကျော်လွန်လာတာအကြောင်းပဲဖြစ်ပါတယ်အဲ့တော့ပြည်သက်တွေနဲ့ဘယ်လိုပြောပြမလဲအခြေတင်ဖြစ်တယ်သူ့အနေနဲ့ပြည်သက်တွေကမျှော်လင့်ထားတာကဒီဆက်ပလေးလောက်ပဲပြည်သက်တွေကလိုချင်တာပိုဒါပေမဲ့သူကဘယ်လိုပြောပြမလဲပိုထွက်လူစင်းမှာပဲအမြဲတမ်းပါနေတော့ပြည်သက်တွေကတိတ်ပြီးတော့သဘောမကျဘူးပေါ့နော်အဲ့တော့ပြည်သက်တွေနဲ့အခြေတင်ပြီးခဲ့တဲ့ရာသီကဖြစ်ထားတာအဲ့တော့မိုဆာလက်ကအခုလာမဲ့ရာသီမှာသူ့အနေနဲ့ပေါ့နော်အသင်းကနေထွက်မလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ပေါ့နော်အသင်းမှာပဲတရားဒီလောက်ထပ်နေမလားဆိုတဲ့ဆုံးဖြတ်ချက်ကိုမချရသေးဘူးဒါပေမဲ့မကြခင်အချိန်တောတွင်းမှာတော့ဒီဆုံးဖြတ်ချက်ရဲ့အဖြေကိုတော့သိရတော့မှာပါနောက်ပြီးကျွန်တော်တို့လီဗာပူးတင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ဒိုမနစ်ဆိုဘိုစတိုင်းနဲ့ပတ်သက်ပြီးတော့သတင်းတစ်ပုဒ်တက်ထားတယ်ဒီသတင်းကိုလည်းကျွန်တော်တို့ဘန်ချက်ကော့ကနေပြီးတော့ report လုပ်ထားတာပါဘန်ချက်ကော့ရဲ့ report အရကျွန်တော်တို့ဒိုမနစ်ဆိုဘိုစတိုင်းကိုလီဗာပူးတင်းကနောက်ထပ်9နှစ်သက်တမ်းစာချုပ်ပေါ့နော်ထပ်တိုးနိုင်လိုက်ပြီလို့သိရပါတယ်အဲ့တော့ဒီသတင်းကတော့ကျွန်တော်တို့ကောင်းတဲ့ချက်ပါဒီသတင်းကတော့ကောင်းတဲ့ချက်ပါဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ဘယ်သူတွေပဲခြေစွမ်းကောင်းနေပျောက်ဆုံးလီဗာပူးတင်းရဲ့ကျွန်တော်တို့ကွင်းလယ်မှာဒိုမနစ်ဆိုဘိုစတိုင်းကအတော်လေးကိုကောင်းတဲ့ကစားသမားတစ်ယောက်ပါပြီးခဲ့တဲ့ရာသီတချို့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒိုမနစ်စတိုင်းရဲ့ပေါ့နော်တွင်းဂိုးတွေနဲ့အနိုင်ယူသွားခဲ့တာကြီးပဲအဲ့တော့ဒိုမနစ်ဆိုဘိုစတိုင်းကိုကျွန်တော်တို့လီဗာပူးတင်းနေနဲ့ပေါ့နော် contract 9နှစ်သက်တမ်းတိုးပြီးတော့ခေါ်ယူဘယ်လိုပြောမလဲဒီတက်တန်းတိုးနိုင်လိုက်တာကကောင်းတဲ့အချက်ပါလီဗာပူးတင်းအတွက်ပေါ့နော်ဒိုမနစ်ဆိုဘိုစတိုင်းကမရှိမဖြစ်ကိုလိုအပ်တဲ့ကစားသမားကောင်းတစ်ယောက်ပါနောက်ပြီးကျွန်တော်တို့လီဗာပူးတင်းနေနဲ့ပေါ့နော်ကွင်းလယ်ကစားသမားကာတီကျုံးကိုလည်းရောင်းချဖို့အစီအစဉ်ရှိတယ်နောက်ပြီးကပ်ပိုကိုလည်းသူ့အနေနဲ့ပေါ့နော်ရောင်းချဖို့အစီအစဉ်ရှိတယ်ဒီကစားသမား2ယောက်စလုံးကိုအခု transfer window မှာသူတို့အနေနဲ့ပေါ့နော်ရောင်းချဖို့အစီအစဉ်ရှိတယ်လီဗာပူးတင်းအနေနဲ့တောင်ပန်ကစားသမားအတွက်ပေါ့နော် PSG ကကျွန်တော်တို့ Bradley Barcola ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်အဲ့ဒီ rate ထဲမှာဆိုလို့ရှိရင်လီဗာပူးတင်းကကျွန်တော်တို့ active ဖြစ်နဲ့ကြိုးစားနေတယ်ကွင်းလယ်ကစားသမားကာတီကျုံးရဲ့နေရာကိုလည်းကျွန်တော်တို့ဒီ Alex Scott တို့ဘုံမောက်တင်းက Alex Scott တို့နောက်ပြီးတော့ကျွန်တော်တို့ဒီ Crystal Palace က Adam Warden တို့မျိုးကစားသမားတွေနဲ့အစားထိုးဖို့ကြိုးစားနေတယ်နောက်ပြီးကျွန်တော်တို့ဒီမနေ့ကလာမသိဘူးပေါ့နော် report တခုထဲမှာတွေးလိုက်တယ်မနေ့ကလာမသိဘူးကျွန်တော်တို့ report တခုထဲမှာတွေးလိုက်တယ်အဲ့ဒါကဘူဂါရီကိုလည်းကျွန်တော်တို့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့ဆိုတဲ့သတင်းတွေတက်လာတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးတင်းနေနဲ့ဘယ်ကစားသမားကိုကျွန်တော်တို့ဘယ်ကစားသမားတွေကိုကျွန်တော်တို့အရာခေါ်ယူသွားမလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာပါညီကိုတို့ရောလီဗာပူးတင်းကိုဘယ်ကစားသမားတွေရောက်ချင်တယ်လဲရောက်စေချင်တယ်လဲညီကိုတို့ရဲ့အမြင်ကို comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့ channel လေးကဘောလုံးသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးနိုင်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်